แกอยู่อันนั้นกลางมาเดนมาก็เลยอายังบินเนี่ยละเกินเนี่ยละยูกันเนี่ยตัวเราแกอุเทศมาอีกข้าอายังเฮอสารุมเสียอันเนี่ยมาอายมายูเลี้ยงตัวนั้นละมาเลยเมียฮัลโหลโยอานาลูเตมาโลลาโคติโปเตเนลาเซกลางมาเดนิวจีอามีมีมิโลมาตุเลียมองเนน่าทูชาชางอะไรฮัดมาดิจอยมาโมโหจิก็ยังโมอามีเปียวไหมทำไมเนี่ยนิวคนบ้ายังกูเหมือนในลาดาดชาเดดีเดที่แค่ยอมากันนานๆเนี่ยขอจะจ้าไอ้ยามะอาดุมากันยังไงก็หอมาอามิจีน่าไม่เชื่อมือคุยบ้านาโลมิเชื่อพอกันยังเขาโลมิสาพอกันยังนายนาดุมาตัดเชลพอกันยังเลยยามเอลนายูอันโนที่เฮเลน่าสลาลิมาอุตยาดชาหมอเดออายุจกาบินเนี่ยแม่ฮะล่ะทำไมเนี่ยยูอัตตอมเบลล่ะเขายูจีอานั่นล้นนึกบ่าพ่ออับบูเดยากูเดกันเนี่ยก็หุเทหอมาฮะล่ะจีน่าฮิบะลมิชาพ่อเดมึกขาพ่อเดดัลเลท้าฮะล่ะเล่มท้าจีน่ายังกงคาลิซาอามูอับบูลีเดเล่มท้าเลยฮะล่ะโยโซบอลาคุยบิชิมาทำไมเนี่ยยูอาดุมาละคอยก็ขาดเอวเนี่ยนั่นล้นบ่าพ่ออับบูเดยากูเดเนี่ยก็ที่พ่อกาบิข้าเหรอ
Hello ဟောမငါလားညူသနာမချေဟောมือသူလာလူမဲဒီတမနေဂလောင်မာနာလုံးနုပါဖောနေယောနေအတူမဂျူဘလီလဲချောက်တော့ချာကညညောင်းနေပြဟောနေလာဂလောင်မာလောညူအာမခါဖောနေမဒူဒအဘူယကူဒဒါလောင်းနေယောဂာနာလွန်ညေမနေလာကဒူယောဂာနာလူလာကောတဲနေတူမယောမဟာနေကာလောယောကခဲတဲနေလောဟိုဂျီနာဘတ်ချက်ခါခါလီဇာမာမူအမာဒညေကဒူလမ်ထောလောLa potenere, yo caca la combinere.
有空谁？提波那扎马嗲，提波那dun有马嗲，你也波上个波下没红耶，我从昨日还记得养家你也卡巴拉拉杜，有那里拉给你。Oh, Adama, la gache, yo no na luja chuma, no chonya matisi. Hallelujah, glory ho, kachuchi yo ganye, hone chama. Hallelujah, no chonya konsei. Có tên là đi hôm mười tư nga hôm mười tư nga nhớ qua adu ma pache khakhaleza amu ama amu de adu ma ka nyi nyaw ne bi homa je thumi ne adu ma là có téo nè yo mang thì bộ pha ha gửi nè kha lo yo ana lo yo kha khai là con mình nè ha gửi kha don ta ngã sa nhẹ cái chừng ở đi vui nhẹ ở đây hòn à Yosuna apa apa Yosuna jile nhà này ya mẹ la chama la chama ok la contenere Joana
ခေါ်မိနေတယ်ရောဟောမှုကရန်ကုန်ဖူရကူရတဲ့ကညင်ညေကသူစင်တဲ့ပြုံမလို့အော်ညပွားရန်ကုန်ဖူရကူရတဲ့ကညင်ညေကသူအယံပြုံမဲ့ဟိုဂျီနာမခါဖို့အဘူဒကညင်ညေကသူကိုဖတ်လဲမထားရှိဟလောတမီနေသူမှာလာခေါ်တဲ့အောင်နဲ့ရောမဟာကူခါလောယောနာလူတွေဟေပါကနေညူကလာကိုကြီးထာငါအတူမှာညူချီတီမီလောနေဖြောဖြစ်နေကသူလောမမီဟာဆိုတော့လာကိုကြီးထာနဲ့လိုလူမဲတမီနဲ့ခကအတူမှာကညေဟအမြပြုံးကြီးငါတွေလည်းငနာရောမှာဒီပိုတဲ့တာလောက်နဲ့အယောမှာအယံယူလာချပြုံမဲလောရပြီလား Assemblies of God, we are mission Jesus. Assemblies of God, we are to Jesus. Assemblies of God, hallelujah, hallelujah.
ရှိခဲ့ပြီကွယ်ဝိညာဉ်တော်ကိုမြတ်ခံယူလို့ရဲ့သာသနာတော်ထုံးကားစေမယ် Assemblies of God ဘုရားရဲ့ရှင်ဘုန်းကြီးစေ Assemblies of God ဘုရားရဲ့သူမြဲရှိစေ Assemblies of God ဝိညာဉ်တော်မီတောင်းတောင်းစေ Assemblies of God ကောင်းကြီးများပြေဝစေ Assemblies of God ကဘာကြီးကိုနိုးထားစေ Assemblies of God Hallelujah 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 Assemblies of God ဘုရားရဲ့ရှင်ဘုန်းကြီးစေ Assemblies of God ဘုရားရဲ့သူမြဲရှိစေ Assemblies of God ဝိညာဉ်တော်မီတောင်းတောင်းစေ Assemblies of God ကောင်းကြီးများပြေဝစေ Assemblies of God ကဘာကြီးကိုနိုးထားစေ Assemblies of God Hallelujah 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 Assemblies of God ဟောမူတူကညညောနဲ့ပြန်နေလာရကုန်ရတဲ့ကတူကလဟမာလောညွပွားဆွေညကျရအလောယောဟောမူအနာအယောမနဲ့ဒုံထားကြမဒူလင်းကလောတမီးနဲ့ညွကောနေတီပိုအဒမအယောမလာခေါ်တဲ့ခါလျောနဲ့အယောမဟာဂုကနေခါလောဟိုဂျီနာနလုံးနုဘာတဲ့လက်မနဲ့ထားရောလောနလုံးနုဘာတဲ့နလုံးနုဘာတဲ့ဂျီနာအဒမပတ်ချက်ခါခလေးစားအမိုးရကူရတဲ့လက်မနဲ့ထားရောလော ပေါ်ကြည့်ဒီနဲ့လာပေါ်တဲ့နေလာပူမာအခါမနဲ့လာပူမာဝပြေးလေ Assemblies
ယောဟောမငါလောမတူတူကညတဲ့ညောင်းနေသူမပြောဟောနေလားကလာဟူတူများလောညွပွားနလုံးနုပေါင်းနဲ့အာယကူရတဲ့သုံးပေါ်ချော်တဲ့နလုံးနုပေါင်းချမြောင်းတူတူမဲလောခကကောချမြောင်းတူတူဟနိုရဟောငါလောအကျိုးချောင်းရလဲလောလားတမင်းနဲ့နော်အခုထားနလုံးနုပါဖောချွကြောလို့အပွေကူတဲ့တာလောင်းနဲ့ကညေညေလာကသူခုကမှာဟဂျီနာအဒမပတ်ချက်ခါလီဇာအမာမူယကူရတဲ့လမ်သာယောဟဂျီနာယံကုန်ခါလီဇာမူယကူရတဲ့ကောဖလမ်သာယောလောကညေလောနောဟမြနေနာဂျီမဲလောနာဟဂျီနာအဒမအဆူတော်တို့ဂျီလကထာမိနေအယောမအယံကိုပြုမဲလောတမီးလောကောတဲနဲ့အဒမဟာကနေခါဟလာကောတဲကလေရေဒီမှာပြနေညာကလာကောတဲဟတိမတငါလော
ကောတဲ့နေရေလာကောတဲ့နေရေဟောမငါလို့ဟိုနာမချေဟောမလာရှိတယ်ညူပွားအဒမဘာချေခါခလေးစာအမှုလာခွေးစိုးလို့ရကူရတဲ့အဒမညေောနဲ့ဖတ်ပြဟောနေလားတရားတမီးနဲ့ဟိုဂျီနာယာကုံခလေးစာအမှုဇောရကူရတဲ့ဟိုဂျီနာအဆဆာပြူမခါ
ကောတဲ့နေကလဟမဟောမှုတူအခါငါလည်းသူကချင်ငါလောယေကလငါအခုကျွန်တော်တို့မနေ့ညကလေးကနေစောင့်မျှော်နေတဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံကအဆိုတော်တွေရောက်ရှိလို့လာပါပြီဖြစ်ပါတယ်အခုကျွန်တော်တို့စောင့်မျှော်နေသလိုအာပတယဒီညတော့မိုးလင်းလေးပါစေပေါ့နော်ဒီမှာဆရာချစ်ဆောင်မောင်တို့လည်းရောက်ရှိလာပြီပြီးတော့အဆိုတော်တွေအားလုံးကျွန်တော်တို့စောင့်မျှော်တဲ့အတိုင်းသူတို့ရောက်ရှိလာပြီဖြစ်ပါတယ်လို့အခုကျွန်တော်တို့ဒီအကတဘုတ်နဘုတ်ပြီးတာနဲ့ကျွန်တော်တို့ဖြိုဖြည့်ရေးအစီအစဉ်ကိုကျင်းပသွားမှာဖြစ်ပါတယ်ဒါကြောင့်အခုအကတဘုတ်နဘုတ်တော့ကြံပါသေးတယ်လို့ညူအဒမရန်ကုန်ဖို့ရတယ်တော့မလားဟုတ်ကဲ့အကရင်ရန်ကုန်ဖို့အနော်မအစာပင်းရဆာမရဲအကျဟောမှုမိနဲ့နော်မမချွေတော့အကျဟောမှုမိနဲ့အစာပင်းရဆာမရန်ကုန်အပုလီတော့ဒါလာဟောလားနော်မအယံဘီမာဒီမှာလာခေါ်တဲ့နဲ့ရန်ကုန်ပုစုခလီဇာအမို့ရကူရတော့ဒီပိုဟာနဲ့ခါလောမကာလာညာဖို့ပါတယ်အလာမလူငါလားဟုတ်မလား
họ mới đưa tôi cha từ nhiều này biết họ này là bưu ya từ cái lần mà lo đi ya từ nó sống từ bộ này nè cho nó cả mai khá cả là biểu phiêu lê đi phiêu bà đấy nó sống từ bộ phiêu bà đấy lúc lắc khâu á ba tây TV mà cho nó chú số dài
ကဲဆရာလေးမရဲ့ဆရာလေးမဆောဝဲလို့ကဲစမယ်ဟာလေလုယာအော်မနော်အတန်ဘယ်လောက်ကျဲတယ်လဲဆိုတာနားထောင်ကြည့်မယ်ကျွန်တော်လူချင်းတဲ့အတန် level မရောက်ဘူးဆိုရင်ဒီညလုံးဝမဆိုဘူးတဘောတူလားကဲဘယ်လောက် level ဘယ်လောက်လဲဆိုတော့မပြောအော်ကြည့်မယ်ဟာလေလုယာအော်ကြည့်မယ်1ကျွန်တော်ကိုယ်တိုင်ကချောင်းတအားဆိုးကြည့်2 3ကဲပြန်ရအောင်ဒီလေဆက်မစင်နဲ့တော့ကဲနောက်တစ်ခါပြန်စမယ်1 2 3စေမပြေသေးဘူးကဲနောက်တစ်ခါတော့နောက်ဆုံးတစ်ခါပဲကျဲဒီဖြစ်စေမကျဲဒီဖြစ်စေမရဘူးကျဲကိုကျဲရမယ်1 2 3အာမင်နည်းနည်းလေးရောက်လာပြီကျွန်တော်တို့ဒီမှာထိုင်နေတဲ့သူတွေအားလုံးကဘာတွေလဲကိုဗစ်လက်ကျန်တွေဟုတ်တယ်မလားတကယ်လို့သင်ဟာကိုဗစ်မှာသင်ခဲ့သည်ရှိတော့ဒီမှာမရှိတော့ဘူးအခုကိုတိလာဒီမှာဘာလာလောက်လဲဆိုတာဘာလာလောက်လဲကိုတိလာဘာလာလောက်လဲဆိုတာအိုးနိတရာတုံးကအဘိုးဘာတူလဲအေးသူ့ရဲ့သမိုင်းကိုလည်းလေ့လာအောင်နော်သူ့ရဲ့သမိုင်းဘာမှမသိပဲနဲ့ဒီပွဲကိုလာပြီးပြန်တယ်ဒီပွဲရဲ့သမင်းကိုစားပြီးပြန်တယ်ဆိုရင်နည်းနည်းတော့ကျွန်တော်စဉ်းစားရမယ်ဆိုတော့နိတရာမှာကျွန်တော်တို့ဒီလိုလူတွေဒီလောက်အများကြီးစုဝေးပြီးတော့အသက်ရှင်တော်ဘုရားကိုသိပြီးတော့ချီးမွမ်းနိုင်ဖို့သူတို့ဘယ်လောက်ပေးဆက်ခဲ့တယ်လဲဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့ကဘုရားရဲ့ကျေးဇူးကိုသိပြီးချီးမွမ်းဖို့ပဲဖြစ်တယ်အာမင်ပြောလားဘာဖြစ်လို့ပြောတယ်လဲအဲ့ဒါအရေးကြီးတာဆရာချစ်စားမောင်လာလို့ပြောတယ်ဆိုသင်မားပြီဟုတ်ပြီနော်ဟာဒီဆရာရှာရှည်လိုက်တာကွာသူတို့ကြည့်လို့လာတာမဟုတ်ပါဘူးအမှန်ဆရာချစ်စားမောင်ကလည်းသင်တို့ကိုဖျော်ဖြေဖို့လာတာမဟုတ်ဘူးဟုတ်ပြီနော်အဲ့ဒါတပီးပီးနဲ့ဆက်ပြောမလဲတချင်းတပိုးဆိုပြီးတော့ကျွန်တော်ဒါမျိုး15မိနစ်ပြောမှာမဆုံးသေးပါ
အဲ့လိုမဟုတ်ပါဘူးအခုကဆက်စင်လို့မပြီးသေးလို့ကဲနောက်တစ်ခေါက်ပြန်အောင်မယ်1 2 3နည်းနည်းလိုသေးတယ်ဒီညအဲ့ဒါပဲអော်ပြီးပြန်ရင်ကောင်းမလားမသိဘူးကျွန်တော်တို့တချင်းတပုတ်တပုတ်ချီးမွမ်းတိုင်းမှာဘုရားကောင်းမြတ်ကြောင်းကိုပဲအားလုံးမြင်ပါလို့နော်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေအရောက်စီတိုင်းတွေထဲမှာအသက်ရှင်သောဘုရားကိုသိတဲ့လူလည်းပါမယ်မသိတဲ့လူလည်းပါကောင်းပါမယ်ဟုတ်ပြီနော်ကျွန်တော်တို့ချီးမွမ်းတဲ့တခြင်းတွေအားလုံးနားထောင်ရင်းနဲ့အသက်ရှင်သောဘုရားကိုရပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ပြီနော်ဒီမှာရှိတဲ့ player တွေအရန်တော်တာပဲဟောဆက်ချစ်စမ်းမအရန်တော်တာပဲမဆွန်သေးပါအရန်တော်တာပဲသူတို့ကိုမြင်တာထက်သူတို့ကိုတော်စေတဲ့အနောက်မှာဘုရားရှိတယ်ဆိုတာကိုမြင်ဖို့ဖြစ်တယ်လို့နော်အားလုံးလက်ခုပ်တီးပြီးချီးမွမ်းရအောင်ကျော်တို့တချင်းတစ်ပုတ်ကြားဘူးလားနောက်ကျော်ကိုဒါနဲ့နောက်ကျော်ကိုဓာတ်နဲ့ထိုးတာကိုပြုံးပြလိုက်တော့ဘာဖြစ်သွားလဲတင်းချိုင်ကုန်းရောက်သွားတယ်ပြုံးပြဘူးလားနောက်ကျော်ကိုလာပြီးဓာတ်ထိုးတဲ့အချိန်ကဲကျွန်တော်ညီလေးကိုဖိတ်ခေါ်ခြင်းတယ်ဟာကျွန်တော်ညီလေးဆိုတာဆက်ချစ်စမ်းမပြောတာမဟုတ်ဘူး sorry ကျွန်တော်ညီလေးဖိတ်ခေါ်ခြင်းဆိုတက်လာလို့ကဲအားလုံးလက်ခုပ်တီးပြီးကြိုဆိုပေးရအောင်ကဲHello. Anh nhận tông là. Dạ.ကဲကျွန်တော်တို့ဒီတစ်ချင်းဆိုကြည့်အောင်လူရဲ့ဘွားဟာခဏပါဆိုကြည့်ပါဦးပြာပုံဖြစ်မဲ့လူတွေဒီစားကဲဟုတ်ပြီအားလုံးညီလေးဆရာကနေကိုလက်ခုပ်တီးပြီးကြိုဆိုပေးကြရအောင်Hallelujah! Ayabaya, Yeshu ဆိုတော့သုံးက Ayabaya ကျေးကြော်ရအောင် 1 2 3 Yeshu Yeshu Yeshuယေရှုရောက်မှာမဟုတ်ဘူးဆိုလို့ရှိရင်ဒီနှစ်တရာလဲရောက်လာမှာမဟုတ်ဘူးယေရှုရောက်မှာမဟုတ်ဘူးဆိုရင်အဲ့ဒီနှစ်တရာကိုကျွန်တော်တို့လည်းရောက်လာမှာမဟုတ်ဘူးဆရာလေးမခုနပြောဆိုကျွန်တော်တို့ကကိုဗစ်လက်ကျန်နေဘုရားသခင်ပေးထားတဲ့အသက်ဖြစ်တယ်ဘုရားသခင်ပေးထားတဲ့အသက်နဲ့အသက်ရှင်ခွင့်ရတဲ့အတွက်ဘုရားသခင်ကိုအထူးချီးမွမ်းကြမယ်ဟာလေလုယာနော်ကျွန်တော်နားထောင်တာတက်အဲ့ဒီသခြင်းတွေအားဖြင့်ဘုရားသခင်ရဲ့ဂုဏ်တော်ကိုကျွန်တော်တို့အထူးတကွာချီးမွမ်းဖို့ဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်တယောက်တည်းမချီးမွမ်းချင်ဘူးညီကိုမောင်နှမနဲ့အတူချီးမွမ်းချင်တယ်ဒါလည်းမကသေးပဲနဲ့ကျွန်တော်
ဖိတ်ခေါ်ခြင်းနဲ့ချင်းမိုင် Grace အသင်းတော်က worship leader ဆရာယောဟန်ဖြစ်ပါတယ်အခါလူမျိုးပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာအခါလူမျိုးတွေထဲမှာ praise and worship ကိုအသက်သွင်းပေးတဲ့ဆရာအာဘေလဖြစ်ပါတယ် okay အခါလူမျိုးတွေဘယ်လောက်ချစ်လဲဘုရားသခင်ဘယ်လောက်အသုံးပြုလဲဆိုတော့မြင်သာထင်ရှားစေတယ်အဲ့ဒီကျွန်တော်အားလုံးအတူတူကထိုဘုရားကိုချီးမြှောက်မယ်ကျွန်တော်မတ်တက်ရက်လို့အစဉ်ပြေတဲ့ညီကိုမောင်နှမတွေကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့မတ်တက်ရက်အောင်တချို့ခလေးချီထားတယ်ခါနာတယ်ဘာညာထိုင်လို့မတ်တက်ရက်ဖို့အစဉ်မပြေတဲ့ညီကိုမောင်နှမတွေထိုင်လို့ရပါတယ်မတ်တက်ရက်လို့အစဉ်ပြေတဲ့သူမတ်တက်ရက်ဖို့ဖိတ်ခေါ်ခြင်းနဲ့နောက်တစ်ခုလေခြေတော့လှုပ်လို့ရလားဘယ်ခြေတော့လုပ်ကြည့်မယ်နော်1 2 3 4 5 6 7လုပ်ကြည့်ပါညာဘက်1 2 3 4 5 6 7 8 1 2 3 4 5 6 ခွင့်ရ1 2 3 4 5 6 7 8 1 2 3 4 5 6 Hallelujah hey hey Hallelujah hey Hallelujah woo Hallelujah 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 woo Hallelujah yeah 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 Hallelujah 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 Lu no abound Sao rabaya go chi mwangalo Lu re abound Alone chi mwangalo Changa ngaro nai Kishuna ro chilai Sarapya ita sarodi Asine Lu no abound Hallelujah
ရှင်သာ ယေရှုအတွက်သက်ပေးတော်ဘုရားကျွန်တော်သက်အတွက်သက်ပေးကျွန်တော်ရဲ့အားနဲ့စိတ်တွေအတွက်ကျွန်တော်ရဲ့အတွက်ကိုစားဆန်းရတယ်ကျွန်တော်ဘဝရဲ့ဆုံးညာဝေတို့မဖြောင်းမတဲ့ကျွန်တော်တို့ကိုဖြောင်းမခြင်း
အချိန်တိုင်းမှာမင်္ဂလာဖြစ်စေသောယေရှုခရစ်တော်ဘုရားနာမကဘာဆက်ဘုန်းကြီးမင်္ဂလာရှိပါစေကြိုးကျေးဇူးဟာလေလုယာ3ချိန်ဝန်ခံကြွေးကြော်ရအောင်1 2 3 Hallelujah 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 Thank you Jesus တယောက်ချင်းတင်ဒီကောင်းကြီးခံစားတော်သူဖြစ်တယ်လို့ပြောပြပြန်ထိုင်ရအောင် ကဲကျွန်တော်တို့ဘေးကလူကိုနှုတ်ဆက်ရအောင်မင်္ဂလာပါနှုတ်ဆက်ပါကိုပြရတော့မင်္ဂလာပါပြန်မေးလိုက်ဘာမင်္ဂလာရှိလို့လဲလို့မေးလိုက်လေမင်္ဂလာပါဆိုဘာမင်္ဂလာရှိလို့လဲပြန်ဖြေလေးမဖြေတတ်ဘူးလားကျေးဇူးတော်မှာတပါအေးအဲ့ဒါကျေးဇူးတော်ဘာမင်္ဂလာလဲကျေးဇူးတော်မှာတပါအခြားတော့မင်္ဂလာဘာလဲကျေးဇူးတော်ပဲရှိတယ်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်တို့ကမင်္ဂလာပါမင်္ဂလာနှုတ်ဆက်နေတာအသေးပဲမသိရင်အလကားပဲလေတချို့ကထင်တာဒီလူတွေကစိတ်ချိန်နေသလားပေါ့မဟုတ်ဘူးစိတ်နှလုံးချိန်နေတာကျွန်တော်တို့ဘလောက်ပဲအတန်ကျဲကျဲအော်နေပါစေဒီမှာဒီအတန်တွေဖျားနှစ်သက်တော့အတန်မဖြစ်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာစုတာအချင်းကြီးပဲဟုတ်ပြီနော်အဲကျွန်တော်တို့အခုချိန်မှာသမီးငယ်ငယ်လေးကိုအားလုံးလက်ကောက်တီးပြီးတော့ကြိုးစုပ်ပေးကြရအောင်ဟူးကဲမရက်နဲ့လက်ကောက်တီးငယ်ငယ်လေးငယ်ငယ် over ဝူးယောမငါဂလကုမာတဲ့အလံကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါတခါပြန်လာပြီးတော့တွေ့ဆုံရတာတကယ်ကိုဝမ်းသာတယ်အခုလိုမျိုးနှစ်တရာမှာလှုပ်တဲ့ပွဲကြီးမှာပေါ့နော်တကယ်ပါဝင်ခွင့်ရတာဘုရားရဲ့ကြီးစွာတက်တက်ကြောင်းပဲဖြစ်တယ်လှုပ်လိုက်တဲ့ပွဲတွေကလည်းစကားအရင်ပြောလို့လားမသိဘူးမဲ့ပိတ်သွားမဟုတ်ပါဘူးနော်လောက်လိုက်တဲ့ပွဲတွေကအရင်များတယ်ဒီနေ့တဲ့ဘောလုံးပွဲရှိတယ်တဲ့ဒီမှာဘောလုံးပွဲမှာပါတဲ့သူတွေရှိလားတော့မသိဘူးဘာလဲဆိုတော့ငယ်လေးကစဉ်းစားပြီးတော့ပြောလိုက်သေးတယ်ငယ်လေးတို့လာတဲ့ဘန်တွေလဲတည်င်းလောက်ထွက်ရင်ကောင်းမယ်နော်လို့ငယ်လေးကအရှိတန်းစုံမယ်လို့ဘိုးသွင်းမှာပေါ့ပါညာကိုဆောင်ဘသူ့ထားမလဲသိလားဆရာချစ်ကိုထားမယ်လေအဲ့ဆိုအားနာပြီးတော့ဘသူမှမသွင်းတော့နိုင်သွားမှာနော်အဲ့ဆိုစတာပါငယ်လေးပထမဆုံးသဘုံနေနဲ့သခင်ထံပါဆိုတဲ့ကော်နယ်လေးနဲ့ချီးမွမ်းချင်တာဖြစ်ပါတယ်ဒီနေ့လာရတာအားလုံးပျော်ရမလားပျော်တယ်ငယ်လေးလည်းအရင်ပျော်တယ်ဒါမဲ့တစ်ချိန်တော့တစ်ချိန်တော့ပေါ့နော်ဘာကြောင့်မလို့ပျော်မန်းပျော်ခဲ့လဲဆိုတာမလာသေးဘူးတိုးလို့တဲ့ဟောလာပြီကိုဘွားကိုကြိုက်တယ်လို့အသက်ရှင်ခဲ့ဘူးတယ်အပေါင်းအသင်းတွေတအားမှတ်တယ်တစ်ချိန်ကစကားမပြောတော့နော်အရင်ဆုံးပထမတစ်ပုတ်ချီးမွမ်းလိုက်မယ်
ကိုသိလားလက်ခေါက်လေးကြီးပဲပါလောကဆုံးသွားတယ်ရေရီကြမသိနိုင်တော့တရှိရတဲ့နေမြလဲစံဝဝနေရေရောက်ခဲ့နေထိုင်ရကပါချီလေခုတော့ပြချင်တယ်သူပေးရရှိတယ်ရှင်တဲ့ရကပါချီလေခုတော့ပြချင်တယ်သူပေးရရှိတယ်ပြေပြေပြေနာပါကိုရရှိရှိလာကျေးဇူးများကြီးတင်ပါတယ်။ညီလေးခုနပြောချင်တဲ့စကားနည်းနည်းလေးဆက်ပြောမယ်နော်။ညီလေးကဖျားကြောင်းနဲ့လုံးဝမစိမ့်ပါဘူး။ဘာလဲဆိုတော့ညီလေးရဲ့အမေကအမှုတော်ဆောင်ညီလေးရဲ့အဖေကလည်းဖျားကိုချစ်တဲ့နေရာမှာအရန်လူတွေသိကြတယ်လေနော်။ဒါမဲ့တချင်ကဘဝကိုလူချင်တဲ့ပုံစံကိုဖြစ်ချင်တဲ့နေရာကိုပျော်ရွှင်သလိုရှောက်လန်းခဲ့ဖူးပါတယ်။ဒီလိုအရာတွေမှာဆိုရင်ကိုကပျော်တယ်ထင်ခဲ့ပေမဲ့တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာမရခဲ့ပါဘူး။ငယ်လေးဆိုရင်ညအိပ်ဖို့အရန်ခက်တယ်
လူငယ်တွေလည်းဒီလိုခံစားချက်ရှိမယ်လို့ထင်တယ်ညအရှိကြီးလို့ခံစားရပြီးတော့မနေ့ကျရင်မထကြအောင်မဟုတ်ပါဘူးစာမနေ့ဆိုရင်အသက်ရှင်ရတာအတိတ်ပဲမဲ့တဲ့ရက်တွေအများကြီးပဲဒါပေမဲ့ငယ်လေးတို့ကိုယ်ကွယ်တဲ့ဖျားကခေါ်ရင်ထူးတဲ့ဖျားဖြစ်တယ်ဘလို့ပဲစိတ်ဆင်းရဲစိတ်ဝမ်းနဲ့ကြေကွဲကြိုးပဲ့ကြေမွနေပါစေငယ်လေးတွေအနာမှာအမြဲတမ်းရှိတယ်အမြဲတမ်းပို့ဆောင်ပေးနေတယ်အမြဲတမ်းနှစ်သိမ့်ပေးနေတယ်စစ်မှန်သောပျော်ရွှင်မှုဆိုတာယေရှုခရစ်ထံမှာပဲရတာဖြစ်တယ်ဒါကြောင့်ငယ်လေးသခင်ထံပါဆိုတဲ့သခင်လေးကိုရေးပြခဲ့ပါတယ်အခုဆက်လက်ပြီးတော့နက်ဖြန်နေနိုင်ဆိုတဲ့သခင်နဲ့ချီးမွမ်းချင်ပါတယ်စိုးရိမ်မှုပူပန်မှုတွေကလူတိုင်းစီမှာရှိတယ်တရက်ပြီးတရက်မနက်ဖြန်ဘာလို့ရမလဲမသိတဲ့သူတွေအများကြီးပဲမနက်ဖြန်အတွက်စိုးရိမ်တဲ့သူတွေလည်းအများကြီးပဲဒါပေမဲ့တမန်ကျမ်းစာထဲမှာရေးထားပါတယ်နက်ဖြန်နေ့ကိုမစိုးရိမ်နဲ့မဝါကြွားနဲ့နက်ဖြန်နေ့၌အမှုသစ်ကိုပြုမယ်ဆိုတော့ဘာလို့ဆိုလို့ချင်တာလဲဆိုတော့ငယ်လေးတို့စီမှာမနှက်ဖြန်ရှိနေသည်၍မျောလင်းချက်တွေငါအောင်မြင်မှုရအောင်ရှောက်လန်းမယ်ဆိုတဲ့မျောလင်းချက်တွေငါအဆင်ပြေအောင်စူးစမ်းမယ်ဆိုတဲ့မျောလင်းချက်တွေမနှက်ဖြန်ရှိနေသည်၍တော့မျောလင်းချက်တွေရှိတယ်ဆိုတာဥပမာပြောရရင်ကောင်းလေးတယောက်ကောင်မလေးကိုကြိုက်တယ်ဒီနေ့အပြေမပေးလဲမနှက်ဖြန်ပေးမှာပါလေဆိုတဲ့အဲ့လိုမျိုးလေးပေါ့မနှက်ဖြန်ရှိနေသည်မျောလင်းချက်ရှိတယ်ငယ်လေးတို့စီမှာလည်းဒီနေ့အဆင်မပြေဘူးသို့တော့မနှက်ဖြန်အဆင်ပြေလိမ့်မယ်ဒါပေမဲ့အဆင်ပြေမယ်ဆိုတဲ့အရာကယေရှုခရစ်၌ပဲဖြစ်တယ်ဆိုတာလေးကိုပြောပြချင်ပါတယ်နှက်ဖြန်နေနိုင်လို့ခေါ်ပါတယ်
စုအများကြီးတင်ပါတယ်နောက်ဆုံးတစ်ပုံအနေနဲ့ငယ်လေးရဲ့ဘဝတက်တာမှာတကယ်ကောင်းမြတ်တဲ့ဖခင်ကိုအမြဲကောင်းမြတ်တယ်ဆိုတဲ့သချင်းလေးနဲ့ချီးမွမ်းချင်တာဖြစ်ပါတယ်ငယ်လေးဘဝမှာလည်းဖခင်ကောင်းမြတ်တယ်ဆိုတာလေးကိုလက်ခံလိုက်ဖို့တော်တော်လေးကိုနာကျင်ခဲ့လိုက်ရပါတယ်ဒီမှာရှိတဲ့ညီကောင်မတွေကိုစမ်းကြည့်စေချင်ပါတယ်ဒီမှာယုံကြည်သူရှိသလိုမယုံကြည်သူတွေလည်းရှိမှာဖြစ်တယ်ဟာဘာလဲကွာခရစ်ယာန်ဖြစ်အောင်အတင်းဆွဲနေရပဲမဟုတ်ဘူးလုံးဝဆွဲတာမဟုတ်ဘူးနော်မြည်ကြည့်ခိုင်းတာဖြစ်တယ်ဥပမာငရုတ်သီးစားလို့ဒီငရုတ်သီးကငရုတ်သီးဆိုတဲ့အရာဆက်တယ်ဆိုတာကိုပြောပြတယ်လို့မြည်ဆန်းစေချင်တာပဲရှိတာထူးခြားတယ်ဆိုမှယုံမထူးခြားဆိုရင်မယုံနဲ့ငလေးဘွားတက်တာထဲမှာဆိုရင်ဘဝရဲ့ဘယ်လိုပြောမလဲဆုံးသက်ဖို့အချိန်ထိရောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဖခင်ရဲ့အခွင့်မရှိတော့မအောင်မြင်ခဲ့ဘူးပေါ့အဲ့ဒီကနေစပြီးတော့ဖခင်ကတကယ်ကောင်းမြတ်ပါလားဆိုတဲ့အရာလေးကိုအတိထဲမှာမြင်စေခဲ့တယ်ငယ်လေးဘဝရဲ့တည်တည်ခံချက်လေးလည်းဖြစ်တယ်ဒီတစ်ချင်ကအမြဲကောင်းမြတ်တယ်လို့ခေါ်ပါတယ်ဝါခီကိုတယောက်ထဲပဲငိမောကရှောင်းရင်နေယုံကြည်မှုပြောင်းရှာချိန်တွေများတယ်အတိတ်ဟောင်းတွေပြန်ကြည့်လေအတိတ်ကတရားကြီးပဲအခုညီမှုမဲ့ဘဝတန်ရာချေဝဲဝွန်တွေကျွန်တော်ကိုလေရွေးချယ်အလျက်ဒါစီများဖြစ်ချော်လေကျွန်တော်နာရှိနေတယ်ရင်ဆိုင်ပေါ်လေမကူပါလေကိုရောသာသူရှိရဲ့အရာအလုံးငါတခဲချောင်းပဲလာပါလို့နေကိုရောကောင်းရဲ့လို့ပဲယုံကြည်မှုပြောင်းရှာချိန်တွေများတယ်အတိတ်အောင်တွေပြန်ကြည့်လေအတိတ်ကတရားကြီးပဲအခုညီမှုမဲ့ဝါတရားချေ
ကျေးဇူးများတင်ပါတယ်ကျန်တဲ့တယောက်ချီးစီတိုင်းပေါ့ဖျက်ခင်ကောင်းကြည့်ပေးပါစေမနေ့ပြန်တွေ့အောင်မယ်နော် ကျွန်တော်တက်လာရင်လည်းလက်ခုပ်တီးပေးလေဗျာအဲ့လိုလှုပ်စမ်းပါဦးကဲကျွန်တော်ကြော်ညာဆရာနည်းနည်းလေးရှိတယ်နော်အားလုံးဒီမှာကောင်းကောင်းတွေ့ရှင်လားအားလုံးတွေ့ရှင်တယ်ဆိုတော့ဟိုအနောက်ကညီကိုတွေကတိတ်မမြင်ရဘူးတဲ့နော်အဲကြောင့်ကျွန်တော်တို့အချင်းချင်းကူညီပြီးတော့လေဒီမှာအလဲမှာနေရာလွတ်တွေအများကြီးရှိသေးတယ်ဝင်လာလို့ရတယ်နော်ဝင်လာပြီးတော့ကြည့်အောင်ဘာဖြစ်လို့ဆိုတော့ဟိုအနောက်ကမမြင်ရဘူးတဲ့အဲကြောင့်အရှိကနည်းနည်းလေးမြင်ရအောင်ပေါ့ကူညီပေးကြရအောင်လို့နော်အားလုံးကအဖို့ခပေးပြီးလာကြတယ်ဆိုတော့ဆရာချစ်တို့လည်းအားနာတယ်လင်းဘွားဆင်းလာကားပေါ်တက်တနေရာမှမအိုးမော်လာမြန်နေဆင်းလာတာပန်းချီရဲ့အထိဆိုတော့တန်းတက်တန်းတီးဆိုတော့မိုက်ကလည်းခဏခဏလွတ်တယ်ကျွန်တော်တက်ရင်ပို့ဆိုးတယ်မိုက်ကအခုကျွန်တော်တို့ဒီမှာရောက်ရှိလာတဲ့ MYC မိသားစုတွေပေါ့ MYC မိသားစုတွေကိုတကယ်ကျေးဇူးတင်တဲ့အနေနဲ့တို့၎င်းတကယ်ဖခင်ကိုချီးမွမ်းတဲ့အနေနဲ့တို့၎င်းဒီနိုင်အောင်အုပ်စုရဲ့အုပ်ချုပ်ရေးမှုဖြစ်တဲ့ဦးအောင်ထံမိသားစုကနေပြီးတော့အလူတော်ငွေဘတ်9000ပေးလူထားပါတယ်လို့ IYC မိသားစုတို့ကျွန်တော်လက်ခုပ်တီးပြီးတော့အားလုံးကျေးဇူးတင်ရအောင်လို့ကျေးဇူးတင်ရအောင်နိုင်အောင်အုပ်စုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဦးအောင်ထံနေမိသားစုအရောက်စီတိုင်းပေါ်မှာတကယ်ဘုရားရှင်တာ၍ကောင်းကြီးပေးပါစေလို့နော်လှုပ်ဆောင်ရလေတိုင်းမှာတကယ်အောင်မြင်တော့မိသားစုဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ကဲကျွန်တော်အခုချိန်မှာနောက်တစ်ယောက်အနေနဲ့ဘယ်သူဖြစ်မယ်လို့ထင်လဲဘယ်သူဖြစ်မယ်လို့ထင်လဲမဆွန်သိမ်းပါမလာပါဘူးလာဘယ်တော့လာတယ်မဆွန်သိမ်းပါလာစိတ်ကူးရဲနေပြောနေရတယ်နဲ့ဆက်အတန်ကောင်းလားအတန်ထွက်ကောင်းလားဒီညတော့ဒီလောက်ကောင်းတယ်ဆိုမနေ့ပြန်ညဆိုဘယ်လောက်ကောင်းမလဲမဟုတ်လားโอเคကျွန်တော်တို့မောင်အစင်ပြင်ရဲ့လားကဲတမီလာဒီထားရီကိုအားလုံးလက်ခုပ်တီးပြီးတော့ကြိုဆိုပေးကြရအောင်ဟူးကင်မရာတမိုင်းလည်းတော်တယ်နော်ကျော်စားသူများလို့အားလုံးပဲရှင်တော်မနိုင်မင်္ဂလာပါကျွန်တော်ကတော့မနေ့ကတော့ရောက်တယ်ပေါ့နော်မနေ့ကလည်းချီးမွမ်းခဲ့တယ်ဒီနေ့ညဒုတိယညမှာလည်းထမင်းပြမချီးမွမ်းခွင့်ရတဲ့အတွက်
ပို့ဆောင်ပြဖျက်ရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးနဲ့ဆုံတွေ့ခွင့်ရတဲ့အတွက်လည်းအရမ်းပဲဝမ်းသာမိပါတယ်ဆိုတော့ဒီနေ့ညလေးမှာလည်းလာတင်ကပထမဆုံးသဘုတ်အနေနဲ့ဆာလန်23ဆယ်ချင်းလေးနဲ့ဒီဆိုချီးမွမ်းချင်ပါတယ်ဒီတဲကအကြောင်းအရာကတော့ဆာလန်23အားလုံးရပြီးသားလားမသိဘူးနော်ရလားရရနော်ဒီထဲမှာဆိုလို့ရှိရင်ဖခင်ကဗာပြောထားလဲဆိုတော့လာတင်တို့ကိုတာယာသောမျက်နာနော်ကောင်းတဲ့အချိန်တွေမှာလည်းဖခင်ကခေါ်သွားပေးတယ်ကောင်းတဲ့အချိန်တွေကိုလည်းလာတင်တို့ပေးတယ်ထို့တူပဲကြောက်စရာတင်မင်းအရေးလွှမ်းမိုးတဲ့ခြိုက်ဝမ်းနေတဲ့ကိုလည်းဒါတင်တို့ရှောက်လန်းစေတယ်ဒါပေမဲ့သူကအမြဲတူပါရှိတယ်ဆိုလိုချင်တဲ့သဘောကလာတင်တို့ကိုကောင်းတဲ့အချိန်မှာရောလာတင်တို့ဒုက္ခရောက်တဲ့အချိန်မှာရောသူကအမြဲတမ်းတူပါရှိပါတယ်ဒါကြောင့်မလို့ဘာမှကြောက်စရာမလိုပါဘူးဒီနေ့ညမှာဆာလန်23ဆယ်ချင်းလေးနဲ့ဒီဆိုချီးမွမ်းချင်ပါတယ် the candy to know it rotation. Dayado me another lampiadi. Suki sailing shama chinoko excessive. Bekanya chinok this
ဆက်ပေးထားတဲ့ကိုရောအနာနာရှိရင်ဆိုတဲ့ချင်းလေးနဲ့ဒီဆိုချီးမွမ်းချင်ပါတယ်ဒီချင်းလေးကလည်းဒါနဲ့တို့ဘဝမှာအခက်ခဲတွေပြဿနာတွေဒုက္ခတွေကြုံတွေ့ရတဲ့အခါမှာဒါနဲ့တို့ယုံကြည်ကိုးကွယ်တဲ့ကိုရောကအနာနာမှာအမြဲတမ်းရှိပါတယ်ဒါကြောင့်မလို့မကြောက်ပါနဲ့ကိုရောအနာနာရှိရင်ဘယ်ရအောင်မှမကြောက်ပါဘူးအားလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဆိုတော့ကိုရောအနာနာရှိရင်ဆိုတဲ့ချင်းလေးနဲ့ခွန်အားပေးနေဒီဆိုချီးမွမ်းချင်ပါတယ်ကြုံရတဲ့ပြဿနာတွေနဲ့အချိန်တန်ရင်အလုံးပြီးသွားမယ်ကြုံတွေ့ရတဲ့အခက်ခဲကိုယ်တော်နဲ့အနမ်းရှိဘဝတစ်ခုလုံးစိတ်ချနေလိုက်မယ်မနှက်ချင်
တင်ပါတယ် လာတဲ့နောက်ဆုံးတစ်ပုတ်အနေနဲ့ ကိုယ်ဖ်တာငယ်ရေးဆက်ထားတဲ့လင်းစီပါဆိုတဲ့ချင်းလေးနဲ့ဒီဆိုချီးမွမ်းချင်ပါတယ် ရှိသူဘဝကိုတည်ဖန်ပေါင်းတွင်လေချစ်တဲ့နာတော့ချမမနိုင်မောချစ်တိုင်းမဲ့တည်းပြောတတ်ရှင်လိုက်တို့ရဲ့ဘဝကိုပြန်တယ်မစိတ်ကိုပြုပြင်ရှောင်ပြောင်းပေးအတွင်းများတော့ချမလွယ်နိုင်မောနောက်တစ်တရားချချင်းချင်းချင်းပြန်စီပါနိုင်ငံတော်တွင်နေစေပါရှောင်ကြည့်သူတိုင်းနေစေပါ ရှင်တွင်နေစေပါနိုင်ငံတော်တွင်နေစေပါရှောင်ကြည့်နေစေပါကိုရှင်တွင်နေစေပါဘယ်နာမဆင်ရှိသူဘဝကိုတည်ဖန်ပေါင်းတွင်ခဲ့ချစ်တဲ့နာတော့ချမမနိုင်ဘောချစ်နိုင်မဲ့ဒီပြုတ်တဲ့ရှင်လိုက်အတို့ရဲ့ဘဝကိုပြန်တယ်မှာ ရှောင်ပြောင်းပြီးအတွေ့အကြုံတော့ချမ်းလွယ်ဖို့နောက်တစ်တရားချချင်းချင်းချင်းပြန်စေပါနိုင်ငံတော်တွင်နေစေပါရှောင်ကြည့်သူတိုင်းနေစေပါကိုရှင်တွင်နေစေပါပြန်စေပါနိုင်ငံတော်တွင်နေစေပါရှောင်ကြည့်သူတိုင်းနေစေပါကိုရှင်တွင်နေစေပါ ချိန်တိုင်းမဲ့တည်းပြောတတ်ရှင်လားအဲ့ရှင်စီတိုင်းပေါ်ဖျက်ရှိတိုင်းကောင်းချပေးပါစေကလုံးမမတဲ့အော်နောက်တစ်ခုချက်ထားသေးတယ်ခုနလေးတင်ပေးလိုက်တာကာများတယ်ကျေးဇူးများချင်ပါတယ်ကာလဖိုင်ကလို့ငိုင်းလေးငါတဲ့နတ်တဲ့ရောဖြေကာလဖိုင်ကမကအခုကျွန်တော်တို့ချ
ချစ်စရာကောင်းလားလို့မေးလိုက်တာကောင်းတယ်တဲ့ကိုမေးတာလို့ပြောတော့ကောင်းပါတယ်မဆာအခါကလေမဆာအခါဟုတ်တယ်နော်ရှိတယ်မလားမဆာအခါကဆရာအဖမိသားစုက MYC မိသားစုအတွဲဆိုပြီးတော့ကျေးဇူးတော်ချီးမွမ်းပြီးတော့အလူတော်ငွေဘတ်3000လာပေးထားပါတယ်လို့တဏ္ဍနာအတွက်ကျေးဇူးတင်ရအောင်ဖျားရှင်ကောင်းကြီးပေးပါစေဆရာအဖတို့မိသားစုတာရွေ့အမှုတော်မြတ်ထဲမှာတာရွေ့ဆက်ကစေခံနိုင်တော့မိသားစုဖြစ်ပါစေလို့နော်အခုကျွန်တော်တို့အဲ့တချင်းနောက်တစ်ခါပြန်ဆိုရအောင်ဗါလဲနောက်ကြောကိုဓာတ်နဲ့ထိုးရင်လည်းဘာဖြစ်လဲအေးအဲ့လိုပြုံးပြလိုက်တော့ဘာဖြစ်သွားလဲတင်ကြရပါတယ်ကဲတကယ်ဟုတ်လားမဟုတ်လားဆိုတာအဲ့ဒီညီလေးကိုခေါ်ပြီးတက်တည်ပြရအောင်ဆရာကနေကိုအားလုံးလက်ခုပ်တီးပြီးတော့ကြိုဆိုပေးကြရအောင်ရုပ်တရက်ကြည့်ရင်တော့နောက်ကျောဓာတ်နဲ့ထိုးဘလို့ပြုံးလို့ရမှာလေပေါ့နော်ဆိုတော့ဒါကအလွန်အကျူးဖွဲ့ဆိုတဲ့ဒါအတိတ်တရားဝုဋ္ဌိလင်္ကာပေါ့နော်ဆိုလိုတာကယေရှုခရစ်တော်ကပြောတယ်ပါထပတ်ရရင်ဆိုလိုတာကကိုယ့်ကိုလူများတွေပြုလာပေမဲ့ခရစ်တော်ရဲ့နှလုံးသားနဲ့ရထားတဲ့သူကနောက်တစ်ဖက်ပြန်လဲပေးနိုင်တယ်ဆိုတဲ့သဘောတရားဆိုတော့ဒီညီလေးသချင်းကိုကျွန်တော်ရေးတဲ့အခါမှာဖခင်ရဲ့စီစဉ်ခြင်းပေါ့နော်ဖခင်သူပြောချင်တဲ့စကားလုံးတွေတစ်ခုချင်းစီတိုင်းကိုပြောသွားတာဖြစ်တယ်ဒါပေမဲ့ကျမ်းစာတွေကအကြောင်းအရာပဲဒါပေမဲ့ကျမ်းစကားနဲ့အနီးဆက်ဆုံးပေါ့နော်လုံးဝပြောသွားတာဖြစ်တယ်တနည်းအားဖြင့်ကျွန်တော်တို့ဖခင်ကဘာကိုနားလည်စေခြင်းလဲဆိုတော့လိုက်ဆိုပြအောင်နော်လူပေါင်းတို့သည်ကဲတင်ခြင်းတို့ရောက်၍တမာတရားကိုသိစေခြင်းကဖခင်သခင်အလိုတော်ရှိ၏ဖခင်သခင်ကကျွန်တော်တို့အားလုံးကိုကယ်တင်ခြင်းရစေခြင်းနဲ့အထူးသဖြင့်တမလွန်မှာငရဲမသွားစေဘဲနဲ့သူနဲ့အတူလောကကိုအောင်တည်တာမကတမလွန်ကိုပါအောင်စေခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်ဒါကြောင့်ညီကိုမောင်မတို့ကျွန်တော်ရဲ့အသက်တာထဲမှာကယ်တင်ခြင်းနဲ့တူထာဝရအသက်ဖခင်သခင်ပြင်ဆင်ထားပေးပြီးသားဖြစ်တယ်ဒီအရာကိုအမိယစုပ်ကင်ခြင်းအပြင်ဘုရားရဲ့ဘုန်းတော်ကိုတာ၍ထင်ရှားနိုင်သောမိသားစုတွေဖြစ်စေဖို့ကျွန်တော်ခွန်အားပေးခြင်းနဲ့ဒီသချင်းလေးကလည်းဆရာချစ်ရဲ့ arrangement တွေကြောင့်အရန်ကောင်းသွားတာဖြစ်တာတယ်ဒါဆရာချစ်ကိုလည်းလက်ခုပ်တီးပြီးတော့ဂုဏ်ပြုပေးအောင်ကျေးဇူးတင်ပါတယ်အရန်လာခြင်းတော်ညာလဲမရောက်ရှိနိုင်တဲ့ကိုမျိုးကြီးအတွက်လည်းကျွန်တော်လက်ခုပ်တီးပြီးတော့ဂုဏ်ပြုပေးအောင်ဆရာမျိုးပြန်ကြားပါမယ်နော်ဆိုတော့ဆရာမျိုးမရှိတဲ့အတွက်ဆိုတဲ့သူမရှိတဲ့အတွက်ရေးတဲ့သူကဆိုရတာပေါ့ဗျာဒါပေမဲ့ဆရာမျိုးရဲ့ကီးကမိုးတိမ်အပေါ်ရောက်နေကျွန်တော်ကတော့ဂျီလောင်းနေပဲဆွဲလိုက်မယ်ဆရာအားလုံးရမယ်လို့ထင်တယ်နော်လဲနေလေအောင်မြင်းဆောင်မကြံရတယ်ဘာကြောင့်လဲဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်လို့ဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်အခုညီလေးသချင်းက YouTube မှာဘယ်လောက်မီလီယံဖြစ်ပြီလဲသိလား47 plus million 49 တန်းမြန်မာပြည် YouTube ရဲ့ဗီဒီယိုထဲမှာ top 1ဖြစ်တယ်အဲ့ဒါဘယ်သူကြောင့်လဲယေရှုကြောင့်ပြောကြအဲ့ဒါဘယ်သူကြောင့်လဲယေရှုကြောင့်ဖြစ်တယ်ယေရှုဘုရားကအသက်ရှင်တဲ့ဘုရားဖြစ်တယ်ခေါ်ရင်ထူးတဲ့ဘုရားရှင်ဖြစ်တယ်ခုနငငယ်လေးတွေလည်းချီးမွမ်းသွားတယ်ယေရှုအသက်ရှင်ခြင်းကိုကျွန်တော်ရရှိခံစားပြီးတဲ့နောက်ပိုင်းတွေကကျွန်တော်အသက်တာထူးခြားတယ်ကျွန်တော်ပြောတာမယုံနဲ့စမ်းကြည့်ပါယေရှုခရစ်တော်ကအသက်ရှင်တဲ့ဘုရားရှင်ဖြစ်တယ်အောင်မြင်မှုကြီးမမရရင်နေပါလူတွေကိုမင်းကြောင့်မြဲရင်မချစေနဲ့ပေါ်ကွာရန်သူတစ်ထောင်လေးချဖို့မင်းမစွမ်းနိုင်လေကွာလူတရားကိုဆွဲထူပါနောက်ကျော်ကိုဒါနဲ့ချိုးလေးပြုံးပြလိုက်ပါအဖေဆုံးမစကားမြင်လာထောင်လာညီလေးလူတွေ
ကြတော့ပြပုံပြမဆိုင်ခဲ့ဘူးတဲ့သမိုင်းတွေသာတနေ့တည်တည်လာမှာမင်းကြောင့်အားလုံးပြောပါစေပို့ကွာဘဝကနေနေရှိတယ်လေနေချတတ်ပါစေဘယ်တော့မှမရှုံးဘူးကွာတနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါကိုယ့်ရဲ့သမိုင်းကြောင့်ကိုယ်သာရေးပါအောင်နေဦးကြီးမမမရရင်နေပါလူတွေကိုမင်းကြောင့်လည်းမကြောက်နေနဲ့ပေါ်ကွာရန်သူတစ်ထောင်လေးကြောင့်မင်းမဆွမ်းနိုင်လေကွာလူတရားကိုဆွဲချူပါနောက်တော့ဒါနဲ့ထိုးလေပြုံးပြလိုက်ပါအဖေဆုံးမစကားအမြဲနာထောင်ပါနေလေညာလူတွေရဲ့ချီဝါရဲ့တဲ့ကဲရဲ့တဲ့ဟာလုံးကနာတွေပါ မိုက်လားဘဝကနေနေရှိတယ်လေမြဲနေချတတ်ပါစေဘယ်တော့မှမရှုံးဘူးဒီနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါကိုယ့်ရဲ့သမိုင်းကြောင့်ကိုယ်သာရေးပါအောင်နေဦးကြီးမမမရရင်နေပါလူတွေကိုမင်းကြောင့်လည်းမကြောက်သေးနဲ့ပေါ်ကွာရန်သူတစ်ထောင်လေးကြောင့်မင်းမဆွမ်းနိုင်လေကွာလူတရားကိုဆွဲချူပါ
ချင်းကိုဖြစ်စေတဲ့ဖခင်ဒီသချင်းကိုအသုံးပြုတဲ့ညီကိုမောင်မတယောက်ချင်းစီတိုင်းဘုရားခင်တာ၍ကောင်းချီးပေးပါစေအာမင်ချာလင်းကလားဒီကံဘိုင်းဟိုပွားဆူရလဲຫນွေလေးအဆူရလဲစုံသိမ့်ပါမလာဘူးလာခုနဖြတ်ကနေစုံသိမ့်ပါညီမတော့တွေးလိုက်တယ်မဟုတ်ဘူးလား cherry ဘယ်လိုဆိုလဲအေးဒါမျိုးကြတော့ရတယ်နေတော့စာမင်းခေါမိုးလည်းညှို့ထိုးတယ်ဆက်ချစ်လာလားဩဆက်ချစ်လာတယ်ဩကျွန်တော်ဆက်ချစ်မလာဘူးထင်နေတာကဲအားလုံးကြော်ညာဆရာတခုရှိတယ်လို့အရှိဖက်ကနည်းနည်းကူညီပေးလိုက်လေနော်ကျွန်တော်ခဏလာပြောတာလဲအားနာတယ်တော့အလယ်မှာလဲအများကြီးနေရာလွတ်တယ်ထိုင်ကုန်လေးတွေယူပြီးတော့အမှဖြာခင်းပြီးတော့လဲထိုင်လို့ရတယ်ပြန်တော့မရှိဘူးဒီအရှိမအဲ့လိုရက်နေတော့ဘာဖြစ်တယ်လဲဆိုဟိုအနောက်မှာထိုင်နေတဲ့အမှအသက်ကြီးတဲ့လူကြီးတွေလည်းအများကြီးရှိတယ်လေသူတို့မမြင်ရဘူးဟုတ်ပြီနော်ကျွန်တော်တို့ဆိုငယ်တော့ဒါမျိုးရှိုးတွေကြည့်ရင်ရုပ်မကြည့်ဘူးအတန်ပဲနောက်ထောင်တာလက်ကစားတာကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းတဲ့အနေနဲ့ဒီပန်ချီဟက်ကဥယာဂျူးနဲ့ဒေါ်မီစာတို့မိသားစုကနေပြီးတော့ MYC မိသားစုအတွက်ဘန်9000အလူတော်ငွေချီးမြှင့်ပေးပါတယ်လို့နော်မိသားစုပေါ်မှာဖျားရှိကောင်းကြီးပေးပါစေအားလုံးလက်ခုပ်တီးပြီးတော့သူကချီးမွမ်းကြရအောင်ကျွန်တော်တို့ဒီညတယောက်ချင်းစီကျွန်တော်မမိတ်ဆက်သေးဘူးနော်တယောက်ချင်းစီမိတ်ဆက်မယ်ဆိုသူ့အကြောင်းနဲ့သူတွေအများကြီးရှိတယ်အရင်နောက်ထောင်လုံးကောင်းတယ်အဲ့ဒါကြားချင်တယ်ဆိုမနေ့ပြန်ရထလာဟုတ်ပြီလားလာမလားအားကြောင့်အခုဆရာချစ်ကိုအားလုံးလက်ခုပ်တီးပြီးတော့ကြိုဆိုပေးကြရအောင်ဆရာချစ်ဆိုပြတီးပြမှာမဟုတ်ဘူးဆရာချစ်ကဆိုပြမှာနောက်ထောင်ချင်းလားဆရာချစ်ရဲ့တခြင်းတစ်ပုတ်ဆရာချစ်ရဲ့တခြင်းတစ်ပုတ်တော့စပေးပါဦးဟာဟိုးအဲ့လိုတော့မလုပ်ပါနဲ့ဆရာချစ်ရဲ့တခြင်းတစ်ပုတ်တော့ဆိုဦးပြည့်နေတယ်ကဲဆရာချစ်ကိုနောက်တစ်ခေါက်လက်ခုပ်တီးပြီးတော့ကြိုဆိုပေးကြရအောင်အားလုံးပဲမင်္ဂလာပါဒီလိုတကယ်ကြုံတော့ကြုံခဲနှစ်တရာပြည့်သာသနာရောက်ရှိခြင်းနှစ်တရာပြည့်မှာမထိုက်မတန်မဲနဲ့ပါဝင်ရတဲ့အခွင့်ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ခေါ်ပိတ်တဲ့ဆရာလေးမောင်တို့ကဒီဟာအသင်းသူအသင်းသားတွေမိသားစုတွေအားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်လို့ရှေ့ဥစွာပြောချင်ပါတယ်ဆရာကြီးယူဒသန်ကနေပြီးတော့ကျွန်တော်ဗမာပြည်ခရိယန်သာသနာကိုယူဆောင်လာသလိုကျွန်တော်ကြားခဲ့တာပေါ့နော်ကရင်ဆရာကြီးတယောက်ကနေပြီးတော့ဒီအခါလူမျိုးတွေအတွက်သခင်ယေရှုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းအကြောင်းသခင်ယေရှုခရစ်တော်အသက်ရှင်ခြင်းအကြောင်းကိုယူဆောင်လာတဲ့အတွက်ကျွန်တော်ကရင်လူမျိုးတယောက်အနေနဲ့ဂုဏ်ယူပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီလိုမျိုးပြောရမယ်ဆိုရင်ကျွန်တော်ဘွားသက်တာလေးကိုလည်းအနည်းငယ်လေးပြောချင်တယ်နော်ကျွန်တော်တို့တရွာလုံးကကရင်နေဖြစ်တယ်ဒါပေမဲ့လည်းကရင်နေဖြစ်ပြီးတော့ကျွန်တော်တို့ကမယုံကြည်သူတွေကြားမှာအသက်ရှင်တယ်ကျွန်တော်တို့ရဲ့အဖိုးအဖွားတွေကအားလုံးကမယုံကြည်သူတွေဖြစ်ပါတယ်ကျေးဇူးတော်ကြောင့်အဖိုးကနေစပြောင်းလဲပြီးတော့အဖွားကနေပြောင်းလဲတယ်အဲ့ကနေတစ်ဆင့်ကျွန်တော်တို့ကျေးဇူးတော်ကြောင့်အသက်ရှင်တဲ့ဘုရားကိုကိုးကွယ်ခွင့်ရတဲ့အတွက်ကြောင့်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီလိုမျိုးအဖိုးအဖွားတွေမပြောင်းလာခဲ့ဘူးဆိုရင်မပြောင်းလဲခဲ့ဘူးဆိုရင်ဒီကညီကိုမောင်နှမတွေနဲ့ကျွန်တော်တွေ့ရမှာလည်းမဟုတ်ဘူးဟုတ်တယ်မလားကျွန်တော်ဂီတာသမားစောချစ်ဆမ်းမောင်းဆိုတာလည်းဖြစ်လာမှာမဟုတ်ပါဘူးဘာဖြစ်လို့ကျွန်တော်ငငယ်လေးကဂီတာပညာကိုအရန်ကျွန်တော်ကယူသွတ်တာအကိုတွေတီးတယ်ဆိုရင်အကိုတွေဂီတာချသွားရင်ကျွန်တော်ကအမြဲတမ်းယူတီးတယ်အဲ့ကနေတစ်ဆင့်ရန်ကုန်မှာကျွန်တော်အမကအလုပ်လုပ်တဲ့အခါကျတော့မောင်လေးရေရန်ကုန်လာပြီးတော့ဂီတာသင်တန်းလေးရှိတယ်လာတက်မလားဆိုတော့ကျွန်တော်အရန်ပျော်သွားတယ်အဲ့ဒါနဲ့ပဲကျွန်တော်မမက်ရရကျွန်တော်73နှစ်သား
ကျွန်တော်ရန်ကုန်ကိုလာပြီးတော့ဂီတာသင်တန်းတက်ရမယ်ဆိုပြီးတော့ပျော်ပြီးတော့ကျွန်တော် MYC ကိုရောက်ရှိခဲ့တယ် MYC ဆိုတာကတော့အဲ့အချိန်ကတကြံကာလ10 ရက်သင်တန်းပေါ့10 ရက်လူငယ်သင်တန်းအမာကန်ကောင်းဆောင်သင်တန်းဆိုပြီးတော့ကျွန်တော်တွားရောက်တက်တယ်ကျွန်တော်ဂီတာသမားဖြစ်ပြီးပေါ့လေကိုအဲ့လိုမျိုးစိတ်နဲ့ငါဂီတာကိုပိုင်နိုင်ဒီကနေစပြီးလေ့လာမယ်ဆိုပြီးတော့ကျွန်တော်သွားခဲ့တယ်ပထမနေ့သင်ကြားတယ်ကျမ်းစာတွေသင်တယ်တခြင်းနည်းနည်းပပသင်တယ်ဂီတာမသင်သေးဘူးနောက်နေ့တော့သင်မှာပါဒါနဲ့နောက်နေ့တစ်ခါထပ်ပြီးတော့စောင့်တယ်ဂီတာဘယ်ချိန်သင်မလဲဟာလာပြန်ပြီဒီနှုတ်ကပတ်တော်လာပြန်ပြီဒီတခြင်းတွေဒါတွေကြားဘူးနေကြတယ်ဖြစ်နေတယ်တတိယနေ့ကျတော့လေဒါနှုတ်ကပတ်တော်ပဲလာသင်ကြပြန်အဲကြတော့စိတ်ကမထိတွေ့တော့ဘူးငါအဖေကသင်ဟုတ်စရာငါတစ်ချိန်လုံးဒါတွေကြားနေရဒါတွေငါအတွက်မလိုဘူးငါဂီတာပဲတီးကျင်တာစိတ်ထဲမှာအဲ့လိုဖြစ်လာတယ်ဒါပေမဲ့အဲ့အချိန်မှာဆရာကြီးဒေးဗစ်ယုံမှုပပကဘာပြောလဲဆိုရင်မှတ်သက်633ကျွန်တော်အမြဲတမ်းသက်သေခံပါတယ်နိုင်ငံတော်နဲ့ဖြောင့်တဲ့ခြင်းတရားကိုရှေ့ဦးစွာရှာကြလို့နောက်မှထိုရာများကိုထက်၍ပြီးတော်မူလက်တန်းတဲ့ဒီကျင့်ချက်ကကျွန်တော်ဘဝသက်တာမှာအဲ့ကျင့်ချက်အားဖြင့်ကျွန်တော်ပြောင်းလဲခဲ့ခြင်းဖြစ်တယ်ဘာဖြစ်ဆိုတော့ကျွန်တော်ကဒီတီးကျင်တာကျွန်တော်ဂီတာပဲတီးကျင်တာနောက်မှထိုရာကိုပဲကျွန်တော်လိုက်ရှာနေတာဖြစ်တယ်ဒါပေမဲ့လည်းဖះကိုအရင်ရှာရင်ငါသားမင်းနောက်ကအရာတွေမင်းလိုချင်တဲ့အရာတွေမင်းကဖះကသူ့ဘာသူအချိန်နဲ့တပြေးညီပြင်ဆင်သွားမယ်ဆိုတဲ့အရာကိုကျွန်တော်ချက်ချင်းသဘောပေါက်သွားတယ်ဟာကျွန်တော်ချက်ချင်းဆူတောင်းတယ်ဖះကျွန်တော်ကိုခွင့်လွတ်ပါကျွန်တော်ဥတီချက်မှားခဲ့ပြီဖះကတကယ်ကိုသစ္စာရှိတဲ့ဖះဖြစ်တယ်အဲ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံမှာအရန်ကြော်ကြတဲ့ဆရာကြီးစုပ်ပွဲမှုဆိုတာရှိတယ်ဂီတမှာအရန်ကျွမ်းကျင်တယ်ကျွန်တော်တို့အရန်လေးစားအားကြတယ်အဲ့ဆရာကြီးက MYC ကိုနံပါတ်4လာဖြတ်တာတဲ့ကျွန်တော်အရန်အံ့ဩတယ်ဒီဆရာကြီးနဲ့ဒီလိုမျိုးတစ်ခါမှတွေ့ရမယ်လည်းမထင်ဘူးဒါပေမဲ့ तू ကနံပါတ်4လာဖြတ်တာဆိုတော့ကျွန်တော်ဟာပထမတော့ဆရာကြီးစုပ်ပွဲမှုဆိုတာဘယ်နှစ်ယောက်ရှိလဲဆိုတော့ကျွန်တော်မေးတဲ့အခါတငယ်ချင်းတွေကရှိတယ်ဒီတယောက်တည်းရှိရလေမင်းမသိဘူးလားပေါ့တကယ်လည်းမသိလို့ပါမတွေ့ဘူးပေါ့နော်ဒါပေမဲ့လည်းကျေးဇူးတော်ပဲဆရာကြီးစုပ်ပွင့်မှုဟာသူ့ရဲ့ဘဝသက်တာကိုတကယ်နှုတ်ကပတ်တော်နဲ့သူ့ရဲ့အသက်တာကိုဆေးကျုံလိုက်တဲ့အခါမှာသူကတကယ်ကိုလူသစ်စိတ်သစ်နဲ့တကယ်ကိုပြောင်းလဲတဲ့လူအဖြစ်နောက်ပိုင်းမှာကျွန်တော်လုံးဝသူ့အကြောင်းကိုတွေ့ရှိခဲ့ရခြင်းဖြစ်တယ်အဲ့အချိန်ကနေစပြီးတော့ဆရာစုပ်ပွင့်မှုနဲ့ကျွန်တော်ကတူတူနဲ့ပြောရမယ်ဆိုရင်ပေါ့နော်တကယ်သားအဖလို့တယောက်နဲ့တယောက်တန်ရောစင်နေဖြစ်ပြီးတော့ကျွန်တော်ကနေဦးမပြန်ကျင်တော့ဘူးအဲ့ဒါနဲ့အမတွေကိုပူစားတယ်အဖေမေကိုပူစားတယ်အဖေမေကလည်းမတက်နိုင်ဘူးရန်ကုန်မှာနေဖို့ဒါပေမဲ့လည်းငါသားငါတို့ကြိုးစားပေးမယ်ကွာမင်းလှုပ်ရှားရှိတာလှုပ်ပါကျေးဇူးတော်ကြောင့်ဆရာစုပ်ပွင့်မှုကနံပါတ်4ဖြစ်တယ်ကျွန်တော်ကကြောင်းဆင်းဆရာစုပ်ပွင့်မှုစီသွားတယ်အဲ့ဒီကနေတစ်ဆင့်ဆရာကြီးစုပ်ပွင့်မှုကလည်းတကယ်ကိုပြောင်းလဲပြီးတော့ကျွန်တော်ကိုဂီတာတွေသင်ပေးစီတာမကသူ့ရဲ့ဖျားနဲ့လည်းမိတ်ဆက်ပြီးခြင်းဖြစ်တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါကျွန်တော်ဒီအချိန်မှာကျွန်တော်ပြန်ပြီးတော့စဉ်းစားတဲ့အခါမှာကျွန်တော်အရန်နှစ်သက်အားကြတဲ့ဆရာစုပ်ပွင့်မှုနံပါတ်4ဆွဲပြီးတော့သူနဲ့တွေ့မယ်ဆိုရင်ကျွန်တော်လည်းသူ့ကိုလေးစားတဲ့အတွက်ကြောင့်ကျွန်တော်နံပါတ်4သမားဖြစ်မှာသိကြတယ်မဟုတ်ဘူးလားဒါပေမဲ့လည်းကျေးဇူးတော်ပဲဘုရားကနေဘုရားကိုစက္ကန့်အံ့နဲ့လိုက်တဲ့အခါမှာတကယ်ကိုလူသစ်စိတ်သစ်နဲ့ပြောင်းလဲသွားတဲ့ဂီတဆရာကြီးနဲ့လည်းသွားတွေ့ရတယ်ကျေးဇူးတော်ကြောင့်ဂီတာပညာတွေလည်းသင်ကျဲရတယ်ခွင့်ကိုဘုရားသခင်ကပြင်ဆင်ပေးတယ်ကျွန်တော်ရဲ့ဘဝသက်တာမှာကျွန်တော်ရဲ့ဥတီချက်လေးတစ်ခုရှိခဲ့တယ်ကျွန်တော်ရွာမှာအလူပွဲတွေလုပ်တယ်ဘုန်းကြီးပြန်တွေလုပ်တယ်ဆိုရင်ဇက်သမားတွေခေါ်ပြီးတော့တီးဆိုကြတယ်ကျွန်တော်အဲ့အချိန်မှာလေအဲ့ဒီကတီးနေတဲ့ဂီတာသမားနေရာမှာကျွန်တော်သာဖြစ်ခဲ့ရရင်ကျွန်တော်အရန်သေပျော်ပြီလို့ကျွန်တော်ထင်ခဲ့တယ်လူပိုင်းဒါပေမဲ့ဘုရားသခင်ဟာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုဖះကိုရှေ့ဦးစွာစက္ကန့်အနန္တတဲ့ခါမှာဖះသခင်ဟာကျွန်တော်ဒီအချိန်မှာနေရာလေးတစ်ခုကိုဖះသခင်ဟာပြင်ဆင်ပြီးတယ်ဆိုတာတွေ့ရှိရတယ်။ဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့ကျွန်တော်ဘယ်အရာပဲလွတ်လို့ကျွန်တော်ဖះကိုဦးစားပေးဖို့အရေးကြီးပါတယ်။ဖះကိုဦးစားပေးမယ်ဆိုရင်ခင်ဗျားတို့ဝါသနာပါတဲ့အရာတွေခင်ဗျားတို့လှုပ်ရှင်တဲ့အရာတွေဘဝသက်တာမှာကိုယ့်ရဲ့ရည်မှန်းချက်တွေအားလုံးကဖះသခင်ဟာအချိန်နဲ့ပြင်ဆင်ပေးသွားမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရဲ့ဘဝသက်တာနဲ့ချိန်ထိုးပြီးတော့ကျွန်တော်သက်သေခံခြင်းဖြစ်ပါတယ်အခုလဲဒီဂျူဘလီပွဲကြီးကတကယ်ကိုအရန်ကိုတကယ်ကိုလေးစားအားကြာရသလိုတကယ်ကိုရှေ့ရပေးဆက်ခဲ့တဲ့ဆရာကြီးများဆရာမကြီးများလည်းတကယ်ကိုဂုဏ်ယူပါတယ်ဖခင်ရဲ့အမှုတော်ဆိုတာ
ဆောင်တဲ့အခါမှာအခက်အခဲတွေများစွာရှိပါတယ်ကျွန်တော်တို့တွေစိန်နဲ့နေရတာမဟုတ်ပါဘူးသွားလာရတဲ့အခါမှာလည်းကျွန်တော်တို့ဖြစ်သလိုသွားရတဲ့ဒီကြားထဲမှာသင်ရုပ်ဆရာတွေဆိုတာကနားရက်မရှိပါဘူးသူတို့မှာစနေတနင်္ဂနွေဆိုရင်အရန်အလုပ်ရှုပ်တဲ့အချိန်တွေဖြစ်တယ်ဒီကြားထဲမှာအာတုပရှိရင်လည်းသွားဆုတောင်းပေးရသေးတယ်မင်္ဂလာဆောင်ရှိရင်လည်းသွားရသေးတယ်ဒါကြောင့်မလို့သင်ရုပ်ဆရာလုပ်တဲ့ဖခင်အတွက်အမှုတော်ဆောင်တွေဆိုတာတကယ်ကိုလေးစားအားကြရတဲ့လေးစားထိုက်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ရှေ့ရနေပြီးတော့ဒီအခါကြီးရွာကိုတကယ်ဖခင်သခင်ကိုစက္ကက်အနံပြီးတော့ဖခင်အမှုတော်ကိုဆောင်ခဲ့တဲ့လူတွေအတွက်ခန္ဓာဝိညာဉ်စက္ကက်ပြီဆိုတဲ့သချင်းလေးနဲ့ရှေးဥစွာဂုဏ်တော်ကိုချီးမွမ်းကြပါတယ်
တိုင်းယုံကန်လှူရှားတယ်ကြော်လွန်ခဲ့တဲ့နောက်ရဲ့လေးတွေအိမ်မပမရမထင်ခဲ့တစ်ချိန်ချိန်မှာအသက်နိုးဆုံးအသက်စီမိစားကုန်သွားရင်တမလွန်မှာဘယ်လိုဘဝမျိုးရောက်မှလဲမိတ်ဆွေအားလုံးမှာတကယ်တော့လူလောကရဲ့တမက်စရာပစ္စည်းတွေနဲ့ထဲစံနိုင်မှုဟာလူအသက်ကိုမကယ်နိုင်ဘူးဒီသူဖို့လက်ရှောင်သိတဲ့အသက်လမ်းသာရှာခဲ့တော့ခရစ်တော်တပံမကြွရောက်သိကြီးမှာ ရှုံသူဖို့တကားဖွင့်စေကိုဝင်ခွင့်တွေရှိသေးတယ်ကိုတော်ဖျားကြွလာခဲ့ရင်အခွင့်ရရန်မလွယ်တော့ဘူးရေရတယ်လူဘဝရဲ့စီရတိုင်းသာစမျောရင်မဆန်နိုင်ဆုံးဘယ်လိုဘဝမျိုးရောက်မှလဲအလုံးတကယ်တော့လူလောကရဲ့ တမက်စရာပစ္စည်းတွေနန်းထဲစံနိုင်မှုဟာလူသက်ကိုမကယ်နိုင်ဘူးဒီသူဖို့လိုက်ရှောင်သိတဲ့အသက်လမ်းသာရှာခဲ့တော့ခရစ်တော်တပံမကြွရောက်သိကြီးမှာအလုံးရရင်ဒီမှာလိုက်ဆိုရင်တကယ်တော့ စံနိုင်မှုဟာကျွန်တော်တို့အသက်ကိုကယ်နိုင်မှုတော့အသက်လမ်းသာရှာခဲ့တော့ခရစ်တော်တပံမကြွရောက်သိကြီးမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဆက်လက်ပြီးတော့ကြီးမြတ်မှုပဲကြီးဆိုတဲ့သချင်းလေးနဲ့ဆက်လက်ကိုတော့ချီးမွမ်းကြပါတယ်
နေရဲ့တိုင်းမှာအမြင့်ဆုံးသောဖျားဝေကသခင်မြတ်မောက်တော်ဌာနမှာနေရကြအလုံးအိုငါဝိညာဉ်ကိုယ်တော်ကိုကြည်မွမ်းစေကိုယ်တော်တော်ဒီပိုင်းရှင်ကိုငါဝိညာဉ်ကဲဒီရှင်အကြည်မွမ်းချီးမွမ်းကြပါစို့။အိုငါဝိညာဉ်ရှင်အချီးမွမ်းဒီမြတ်တော်မူဒီကေမူရောက်စတဲ့ကိုဖျားသခင်ကောင်းကြီးပေးပါစေမနေ့ပြန်တွေ့မယ်နော် အိုငါဝိညာဉ်ဆိုရအောင်ကွယ်အဲ့လိုလေးတစ်ပိုက်လေးဆိုရရင်လည်းကျင်နေတယ်လာဆက်ဆိုလေကျင်သင်ပိုင်ရှင်အိုငါဝိညာဉ်ကိုရောကိုချီးမွမ်းစေကျွန်တော်ဘာဖြစ်လို့ရက်သွားတယ်သိလားဂျားမှာစာသားမေ့သွားလို့အဲ့လိုမမေ့ချင်အများနဲ့ချီးမွမ်းဆက်ချစ်စမ်းမောင်တက်တဲ့ခံတော့တာကြားတယ်မလားတချင်းပဲကြားမှာဆိုလို့ပြောတာတက်တဲ့ခံတာကြားလားအဲ့ဒါဘယ်သူကြောင့်လဲလူတိုင်းမှာစုကျေစုရှိပါတယ်ဆက်ချစ်စမ်းမောင်ဟာဆက်ချစ်စမ်းမောင်အားလုံးအဲ့ဒါလိုဖျားပေးထားတဲ့စုကျေစုရှိတယ်ဟိုပေါတူကြီးကားပြီးတော့ငါ့ကိုလည်းဖျားကဒီစုကျေစုအဲ့လိုပြောတာမဟုတ်ဘူးဖျားပေးထားတာရှိတယ်ဟုတ်ပြီနော်အဲ့ဒါကိုတီးဖို့ဆရာချစ်စမ်းမောင်တီးတက်လိုက်တဲ့မြေတိုင်းမှာဆရာချစ်စမ်းမောင်ကိုအဲ့ဒီလိုတီးတက်စေတဲ့ဘဒုကိုမြင်ရမလဲဖျားဟုတ်ပြီနော်โอเคကျွန်တော်တို့ဘဒုကြံသေးလဲတခုခုတော့လွဲနေတယ်နော်ဒမ်ဒီဒီဟေနေတော့ရှာနေတဲ့အချက်ကဒီမှာကဲအားလုံးမဆုံးသင်းပါကိုအားရပါရလက်ခုပ်တီးပြီးတော့ဖိတ်ခေါ်ကြရအောင်ရှေးဥစွာအချိန်တိုင်းပြင်ဆင်ပေးတဲ့ဖျားရှင်နာမတော်တာရုံဘုန်းကြီးပါစေတကယ်ကိုခရစ်တော်သာသနာဘာချီရဲ့မရှိရဲ့ယာပြည့်ပေါ့နော်နှစ်တရာပြည့်ရဆိုမလဲပါဘူးဒီလိုနေထူးနေမြတ်မှာစုံသင်းလဲဂုံတော်ချီးမွမ်းဖို့ရန်အတွက်ပါဝင်နိုင်ခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်တဲ့ဖိတ်ခေါ်ပေးတဲ့အသင်းတော်ဆရာတွေအသင်းသူတင်သားအားလုံးဒီမှာရှိတဲ့ပိတ်သက်ကြီးအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီညဆရာချစ်ကိုတွေ့ရတာဘယ်လောက်ချစ်ဖို့ကောင်းလဲနော်ဆရာချစ်အသက်တောင်ဆုံးတဲ့အများတန်းကြည့်ရဂီတမှာဆိုရင်တကယ်သူရဲကောင်းမယ်နံပါတ်1နော်ဒါပေမဲ့သူ့အသက်တောင်ကြည့်ဆရာချစ်ကအယံမာနာကြည်လိုက်တာဆိုဘယ်တော့မှမတွေ့ရအောင်သူ့ကိုကြည်လိုက်တာနဲ့နှိမ့်ချခြင်းအများတန်းရှိရအဲ့ဒါကြောင့်မလို့ဖျားရှင်ကသူ့ကိုဒီနေ့ဒီချိန်ကြီးချီးမြှောက်တာဖြစ်ပါတယ်ဆရာချစ်အားဖြင့်လဲကိုယ်သက်တောင်အများကြီးပြန်တည်ဆောက်ရတယ်
ဖျားရှင်ကနှိမ့်ချခြင်းကိုသဘောကျတယ်ဆိုတော့အမြဲတမ်းသူ့အားဖြင့်ပြန်ပြီးသက်သေရစေပါတယ်စုံဒီဒီတစ်ခါချီးမွမ်းမဲ့တဲ့ချင်းလေးကတော့ပြန်ခဲ့တိုးတငယ်ဆိုတဲ့ချင်းလေးနဲ့ငယ်ငယ်တော့ချီးမွမ်းခဲ့တဲ့ချင်းလေးနဲ့ဒီမှာရှိရဲ့ညီကောင်မကြီးကိုလည်းအတူတူဆိုဖို့ဖိတ်ခေါ်ခြင်းပါတယ်ဒီညမှာ MYC ကတိခတ်ပေးတဲ့အကိုတွေအားလုံးမောင်လေးတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါမစိုးကမတီးရတာကြားပါပြီသူတို့နဲ့မတွေ့ရလဲကြားလာပြီအရင်ကလည်းစိတ်လှုပ်ရှားပါတယ် တ
တချင်းဆိုနေတဲ့လေမှာညီမတယောက်ကညီမတယောက်နဲ့ဘာလို့လဲညီကိုတယောက်ပြန်ခဲ့ပါကိုလေးရဲ့သူတို့ပြောနေတယ်လို့ပဲကျေးဇူးတော်ချီးမွမ်းပြီးတော့မအနောင်ပေါ့နော်မအနောင်ပန်ချီဟဲရွာကနေဟိုကအခါမှာဆယ်မတက်လို့တဲ့မအနောင်ကမိသားစုကနေပြီးတော့ MYC မိသားစုအတွက်ဆိုပြီးတော့လူတော်ငွေ3000ဘတ်လာရောက်ချီးမြှင့်ထားပါတယ်လို့ပြီးတော့ညီကိုအဘယ်မလေးဘက်ကအပေါ်ရွာညီကိုကလည်းသူပြန်လာခဲ့တော့မယ်တဲ့တိုးလေးတကောင်လို့ပေါ့နော်ဆိုတော့သူလည်းလူတော်ငွေ2000ဘတ်လာရောက်ပေးလူထားပါတယ်လို့မိသားစုအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေလို့နော်အားလုံးလက်ခုပ်တီးပြီးတော့ကျွန်တော်တို့သူကချီးမွမ်းကြရအောင် ။အဲ့ဒီအများကြီးတင်ပါတယ်။ဒီတချင်းလေးကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ပါနော်။ဘုရားရှင်ကသုံးသိန်းတို့လူသားတွေကိုကယ်တင်ဖို့ကြွားလာတဲ့ချိန်မှာသူ့ကိုအချိန်မြင်မှားခဲ့ကြတယ်။သူ့ကိုလေဝါကားတိုင်းမှာတင်ပြီးတော့ဆွဆွဲကြတယ်ပေါ့နော်။ဒီနေ့အားလုံးကဒီနေ့ဘိုးဘွားတွေရဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေကဘုရားရဲ့ချစ်ချင်းမြတ်တာတစ်ခုတည်းအကြောင်းသာဖြစ်တယ်။ဒီသချင်းလေးကသုံးသိန်းတို့လွန်ခဲ့တဲ့10နှစ်ကျော်တုန်းကပေါ့နော်။တငယ်ချင်းဖြစ်တဲ့မိမိကဲနဲ့အတူ CMF CD ခက်တုန်းကပေါ့နော် live မှာသူတို့ချီးမွမ်းတဲ့သချင်းလေးဖြစ်ပါတယ်။ဒီသချင်းလေးအဖြစ်ဘုရားရှင်ရဲ့ကယ်တင်ခြင်းသူ့ရဲ့မေတ္တာကိုပြန်လည်သတိရအောင်မေ့ကြပါစို့လို့ဒီနေ့ကနေပြောချင်ပါတယ်။
နောက်ဆုံးချီးမွမ်းမဲ့တဲ့ပုံအနေနဲ့မိတ်ဆွေယေရှုဆိုတဲ့ချင်းလေးနဲ့ကတော့ချီးမွမ်းကြပါတယ်ဆုံးတဲ့ဘဝမှာဟိုတချင်းကတော့နည်းနည်းပပရှောက်អော်တက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုတွေတက်သေးတွေအများကြီးမခံတတ်ဘူးဒါပေမဲ့အသက်တာမှာဒီနေ့ကျမကိုကယ်တင်တဲ့ဖခင်တကယ်ကောင်းမြတ်တယ်ဆိုတာလေးဒါတော့လုံးဝတန်တရားကျွေးမဲ့မရှိကိုယ်သက်တာမှာလည်းခံစားရတယ်လို့ဖခင်ရှင်ကကိုယ့်ရဲ့အခက်ခဲတိုင်းမှာကျမတို့ရဲ့မိတ်ဆွေလည်းဖြစ်တယ်ဖခင်လည်းဖြစ်တယ်ဝမ်းနေတဲ့ချိန်ဝမ်းသာတဲ့ချိန်အထီးကျန်တဲ့ချိန်တိုင်းမှာလည်းအမြဲတမ်းတူပါရှိရဲဆိုချင်းလေးပဲဖြစ်ပါတယ် 耶
耶稣是贝勒，阿古罗永基呀，这样背对耶稣是，这样背对耶稣是，阿刚刚背对耶稣是贝勒，阿古罗永基。ကဲကျွန်တော်တို့မပြီးသေးဘူးเนาะကျွန်တော်ဆိုမှာဆိုတော့ပါဘူးကျေးဇူးတင်တယ်လို့ဒီညဒီဝိုင်းဖွဲ့ဆယ်ချင်းနဲ့မိသားစုတွေအားလုံးဖျားရှင်တာ၍ကောင်းကြီးပေးပါစေလို့ကျွန်တော်တို့မနေ့ပြန်9နာရီရှိလား9နာရီမနေ့ဥပြုချင်းရှိလားမနေ့ပြန်9နာရီเนาะဥပြုချင်းရှိတယ်လို့เนาะပြီးမနေ့ပြန်ညကကျွန်တော်တို့ဒီနေ့လည်းပိုင်းအစီအစဉ်စောစောပြီးမယ်အဲဒါကြောင့်ညကတော့ကျွန်တော်အစီအစဉ်စောစောစမှာဖြစ်တဲ့အတွက်ကြောင့်တယောက်မှနောက်မကြဘဲနဲ့မြန်လာကြပါလို့เนาะဖိတ်ခေါ်ခြင်းနဲ့ကဲအစအလေဆုံးထိတိုင်ဘုရားသူပါရှိပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့အဆုံးမှာလည်းကျွန်တော်တို့ဘုရားရဲ့ကျေးဇူးကိုသူတို့ကကျေးဇူးတော်ချီးမွမ်းပြီးတော့အဆုံးသတ်မှာဖြစ်ပါတယ်လို့เนาะအားလုံးမပြန်သေးနဲ့เนาะအားလုံးမတတ်ထိုင်အောင်အားလုံးမတတ်ထိုင်အောင်ကဲကျေးဇူးတော်ချီးမွမ်းမယ်အဖဖခင်ကိုကျေးဇူးတင်တယ်ဒီကနေ့တကယ်ဒီတတရာရောက်ရှိတဲ့ခြင်းနိတရာကျေးဇူးတော်ချီးမွမ်းခြင်းမှာဒီနေ့များစွာသောလူကိုပို့ဆောင်ပေးပြီးတော့သူတို့ကဘုရားကျေးဇူးတော်ကိုချီးမွမ်းခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်တယ်ဒီနေ့မှာအသုံးတော်ခံနေကြအစေခံနေကြတဲ့အရောက်စီတိုင်းကိုလည်းတကယ်ကောင်းကြီးပေးပါဒီနေ့တကယ်ဒီမှာအပြန်လန်းကိုတကယ်ပြင်ဆင်နေကြတဲ့ညီကိုဘရအရောက်စီတိုင်းကိုတကယ်မိမိသွားရမယ့်ခရီးကိုကောင်းမှုစွာကိုပို့ဆောင်ပေးပါမနေ့ပြန်မှာလည်းတကယ်လာရောက်ပြီးတော့သူကတာ၍ချီးမွမ်းကိုးကွယ်နိုင်ဖို့အလို့ငါလဲကိုရောကောင်းကြီးပေးပါဖာ။ညအိတ်ဆက်တဲ့အခါမှာလဲကောင်းမှုစွာအိတ်ဆက်အနာယူခြင်းနဲ့အတူတကယ်အိတ်ဆက်ခြင်းမှာလဲမနေ့ကနိုးထခြင်းမှာလဲအတူတကယ်ခွန်အားသစ်နေပြန်လဲနိုးထခွင့်ကိုရပြီးတော့လှုပ်ရှားရှိတဲ့အရာများကိုကျေးဇူးတော်အပြည့်အရာအားလုံးကိုလှုပ်ဆောင်နိုင်ပါမည်။အကြောင်းလက်တော်ထဲတို့အနန္တတဲ့အခါမှာယေရှုဖျားရဲ့နာမကိုဆုတောင်းစက္ကအနန္တကြပါ၏ဖာများဆိုတော့ဘုရားသခင်အာမင်။ ကဲ see you tomorrow ရောက်စတဲ့ဘုရားရှင်ကောင်းကြီးပေးပါစေ